Tiger 啦，8啦。基本上那样啊，跑跑少不得背下波比高的时候，给你3秒 ，OK？ ကျွန်တော် running ရယ် jumping ရယ် precision ပေါ့အဲ့3ခုကိုဒီဖက်နဲ့တင်နဲ့ဆန်းပြီးမယ်ဘယ်ဟာပို့ပြီးတော့ကျွန်တော်တို့ပို့တင်တော့လဲပေါ့နော်ကောင်က pure booster ပေါ့ဒီနာက fault လေးတွေကဒီကျွန်တော်တို့ short fault တွေကို absorb လုပ်တယ်ပေါ့ဆုံးကြီးတာကိုဆန်းကြည့်မယ်ဒီဖက်နဲ့ပေါ့နော်ဒီဖက်နဲ့ gray ရယ်ဒီကောင်ရဲ့ဘယ်လောက်ထိလေးကြည့်ဒီကောင်က Tiger Onitsuka Tiger 1966မှာထုတ်တဲ့ဖက်နက်ဆိုတော့သူလည်းဒါအားကစားအတွက်ထုတ်ထားတဲ့ဖက်နက်ပဲဒီကွန်ကရစ်မှာပြင်ဘယ်လိုနေမလဲဆိုတာတော့တစ်ချက်ရှိတယ်နော်ဒီကောင်ကတော့အဲ့လိုစီးလိုက်တာနဲ့ဘာကွာလဲဆိုတော့ဒီကောင်ကဟိုကောင်းလို့တော့အဲ့လိုခြေထောက်ထဲမှာပွားရဖြစ်မနေဘူးအဲ့လိုကျွန်တော်လုံးဝ face ဖြစ်တယ်ပြီးတော့နောက်တစ်ခုကပါတယ်ဆိုတော့ဘယ်လိုပြောမလဲ ground feel တော့တော်ကောင်းတယ်အဲ့လိုမြေကြီးနဲ့ကိုယ့်ရဲ့ပုံမှန်ခြေထောက်ကြားမှာတိတ်ပြီးတော့အကွာဝေးမရှိဘူး ground feel ကောင်းတယ် ground feel အဲ့လိုထိလို့ထိမှသိတယ်ပေါ့နော်အဲ့တော့ပြေးကြည့်မယ်ပြင်းဘယ်လိုနေလဲဆိုတော့စမ်းကြည့်ဟဲ့စမ်းတော့အဲ့လို ground feel ကောင်းတဲ့အတွက်ကို speed တင်ရတော့ဆောင်းမြင့်တယ်ဆိုတော့အဲ့တဲ့ဆိုင်ဒီကောင်ကဒီလိုpower နဲ့ပြေးဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒီကောင်ကိုကြိုက်တယ်တော်တော်မြန်တယ် speed ကသူတင်သွားတာတော်တော်ကြိုက်တယ်အဲ့လိုတော့မှ grip ပါလေဒီ grip တွေကလည်းတော်တုပ်ပေးနေတယ်တော်တော်မိုက်တယ် okay ဒီလိုပြေးတဲ့ဟာမှာဆိုရင်တော့ကျွန်တော်ဒီကောင်ကိုရှိမယ်ကြိုက်တော့တော်ပြေးလို့မိုက်အဲ့ပြီးပြီဆိုတော့ကျွန်တော်တို့ဂျမ်းပါတယ်ခုံလေးဟောက်ကျွန်တော်ဆန်းကြည့် okay ခုံကလည်းမစိုးလို့ပြောလဲကျွန်တော်ဒီမနေ့ကိုအထင်သေးရမိုက်တယ်ခခုံကလည်းမစိုးတက်တယ်အဲ့ဒါကိုကျွန်တော်စနာလို့ straight jump ခုံတာရောပြီးရောဆန်းကြည့်ပေါ့နော်ပြီးတော့ဒီနှစ်ခုကျွန်တော်ဘယ်ဟာပူကြိုက်တယ်ဆိုတာရွေးချက်ပြီးတော့ဆိုတော့ရဲ့ ground feel ကောင်းပြီးတော့ဟောက်ဆိုးရလဲလေပါးတရားရောင်နဲ့ခြေထောက်နာမယ်ခင်ဗျာနာဘူးပါဒီဆိုအဲ့ဒါကဆန်းကြည့်တော့ booster ဒီကောင်ကအဲ့လို running နေအတွက်ကိုထုတ်ထားတာကိုပြေးတဲ့ခါကျရင်ကျွန်တော်ပြေးတဲ့ခါကျရင်ဒီလိုချရတယ်မလားချတဲ့ခါကျရင်ဒီကြတော့အဲ့လိုမာရသွန်လို့လောင်းရမ်းလို့ပြေးမယ်ဆိုတော့ဒီကမရလားဒီကတော့ဘာလို့လဲဒီ booster ဆိုတော့ပို့ပြီးတော့စောင့်နေတာအဲဒီကောင်တော့စောက်ဝင်လိုက်ခဲ့ဘာလို့လဲဆိုတော့သူကအဲ့လို ground feel တော့တိတ်မခံတာတော့ ground နဲ့ဒီကောင်အဲ့နေရမှာလောက်ကြရဖြစ်ခြေတော့တာဖြူပိုင်းမှာဆိုတော့ပြောင်းကိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းတယ်စူးပုံစံကဖြူတယ်ဒီကောင်ကအောက်ဆိုမရဆိုအပုံပါဆိုလေမရဆိုမှာသူ့မှာဒီ booster လေးနဲ့ထည့်ပေးတာဆိုခြေတော့ကိုပို့ပြီးတော့ခဏကောင်က power ထွက်တယ် grip ဖြစ်တယ်ပြီးတော့ကျွန်တော်ချီချင်းဝတ်တွေပဲလိန်သွားဖို့မကောင်းမှဖြစ်နေတာပဲဒီကောင်ကျတော့အကြတွေပဲနည်း bounce ကောင်းတယ်နော်ဒီလိုမျိုးတနေရာနေရာ bounce ဆက်လုပ်မယ်ဆိုဒီလက်ကိုပေါင်းမယ်ဒီကောင်ပုံမှန်အဲ့ဒါကို bounce လုပ်ဖို့ရဘယ်ဖက်ကပုံကောင်းထားပြီးတော့နောက်တနေရာကိုပေါင်းမှာfree ဘာညာထိမှဆိုတော့ကျွန်တော်ဒီကောင်ကိုကြိုက်တယ် ground fee မြန်တယ်ကွာ ground ကို
ကျွန်တော်ကြာသွားတယ်မြေကြီးနဲ့ခြေထောက်နဲ့ထိသွားတယ်ဆိုတော့ဒီကောင်ကပို့ပြီးတော့မြင်မြင်ခံစားရစီတယ်ဒါကတော့နည်းနည်းကွာနေသေးရဆိုတော့လေစက္ကန့်ကိုပုံတရားလောက်ပုံပြီးတော့မှပို့စောတာပေါ့အဲ့လိုဒီမှာဆမ်းမယ်ပေါ့ဒီကောင်နှစ်ခုအပါဝဲ10ပေလောက်ရှိတယ်10ပေလောက်အပါဝဲကိုပြီးအပေါ်အဖြစ်တဲ့အတွက်အဲ့လို invest များတယ် force အပေါ်ကျရ force များအဲ့ဒါကိုဒီမနေ့နေဘယ်ဟာပို့ခံနိုင်မလဲပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်အခု bounce ပဲအပေါ်ကောင်းလဲဆမ်းပါတော့နော်ဒီကနေဒီကိုခုံမယ်ကြာပြီဆိုရင်သူကဒီကနေပြန် bounce ပြီးတော့ပို့တန်းခုံအောင်မှာအဲ့တော့ဒီမနေ့နေမှာဘယ်ဟာပို့ပြီးတော့ကျွန်တော်ခြေထောက်ကိုတော်ဖြစ်စီလဲဆိုတာတော့ပတ်စမ်းကြည့်ဟုတ်လေOh my god, ini masuk juga. Ai su sama su. Wah, penaga safety shoe lawan ni apa? Su madu. Kalau jadi shoe lain mana, no? Okay, jangan try me. You ready? 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 Oh. Yeah, bounce here, no? What about touch one? Ini kan masuk. Sila. Eba jira kan ni apa no? Wah ni. Sebi aqua o. Ada benda besi. Tahu benda sih, no? Sebi aqua tahu benda ni kau nari ni. Macam yang ni aku bawa. Yang bawa. Ini kan masuk. Lumar mana? Ini nak try. Ini apa? Anu. Sila lihat sasa lagi ni ya. Tu ye. Face ဖြစ်သွားတယ်ရတာတွေကဘာနဲ့တတ်တူလဲဆိုတော့အဲ့လိုကိုခြေထောက်အပေါ်မှာဖက်နက်စီရလို့မခံစားရပါနဲ့ကိုခြေထောက်ကနောက်ထပ်တစ်ဆင့်အဲ့လိုမျိုးကာဘာတစ်ခုဝင်သွားတယ်လို့သိရမလားတာမာသွားတယ်လို့အဲ့လိုခံစားရတယ်ဖက်နက်ကမိုက်တော့မိုက်မယ်ကျွန်တော်တို့အထင်ဦးဒီလောက်ဒီ image နဲ့ကိုသွားမယ်ဆိုဒီကောင်နာမနဲ့တူလို့ကောင်းပြီအဆန်းရှာဟုတ်တယ်တိတ်တော့မကွာဘူးအဲ့နောက်ခြေတော့ဒီကောင်ကဒီကောင်ဘောက်ကတော့အဲ့လိုဒီကောင်ကဘောက်ကနည်းနည်းပြော့ရတာဆိုတော့လေပြီးတော့ဒီဟာလည်းနည်းပါတော့အကွေးဆန်းနေဆိုတော့ခြေတော့ဓာတ်ရိုက်ချိရန်တော့အဲ့ invest ရန်များမယ့်ဟာမျိုးဆိုတော့မကောင်းတော့ဒီကောင်တော့ပိုကောင်းတယ်ရန်ဒီနေရာနဲ့လောရမယ်ဆိုတော့ကျွန်တော်တာဝန်ယူမယ်ဘယ်လိုဟောအမြင်ကြီးကခုန်ချတာလို့တဲ့မှာအမြင်ကြီးကနေ precision trainer လို့ဟာဖြစ်သွားပြီနော်။ဟောခေါမပို့ပါ run လေးတွေအဲ့လို flip ထိုးမယ်။ဘာညာဘောတည်းမှာတုံးအောင်အလှပလေးဆော့မယ်စမှာဒီကောင် style shoe လဲလုပ်လို့ရတယ်တည်းမှာဒီကောင်ကိုကြီးအရှိလေးနဲ့ပုံလိုက်တော်မိုက်ပါအဲ့တော့နောက်တစ်ခုထပ်ဆင်ကြည့်အဲ့ဆိုရင်ဒီနေရာကျွန်တော်ဒီဘက်ကိုကျွန်တော်ပုံမှန်ခေါင်ကျင့်နေကြတာပေါ့နော်။ဒီကနေခေါင်းနဲ့မြင်ရတော့ဘယ်လောက်မြင်မလဲဆိုတော့ကျွန်တော်ရဲ့ရှိုက်လောက်တော့ရှိတယ်ရှိုက်အောက်လောက်ပဲမင်းတို့မြင်တော့ဒီကောင်ဒီပြီလောက်တော့ရှိနေတယ်နော်အဲ့ဒါကိုဘယ်အားပို့ပြီးတော့ smooth ဖြစ်လဲစမ်းကြည့်နော်โอเคအားလို့လေဘာလဲမစိုးဆုံးမိုက်တယ်ပေါ့အကြာကြီးဆော့ဖို့အတွက်အဆင်မပြေဘူးခြေတော့အတွက်ဒီလိုကျွန်တော်တို့ပြုတ်ကြရင်ဒီလိုအားနဲ့ရိုက်တာမှာပုံဆိုဘောဆက်ပြင်းဖြစ်လာခြေပြားခြေဘဝကလေဒီပေါ်သူကလည်းပါတာပေါ့ဒီမှာတော့ပြောတယ်ပေါ့ဒီကောင်အဲ့လိုပြေးဖို့အတွက်ဆိုတော့မဆိုးတော်ပါဝါထတာမြန်တယ်ဒီကောင်
ground fee ရန်ကောင်းတော့ဟောတော့တော့အဲ့လိုinvest များတဲ့ဟာတွေလုပ်ဖို့ကြရနော်ဟောအရင်တော့ဆက်ပါစိုင်းတော့ဆက်လို့ဆက်တော့ဒီကောင်နဲ့ဆန်းကြည့်နော်ဒီ3 2 1 really ပါဝါထုတ်ဖို့ဆိုတော့ကျွန်တော်ဒီကောင်ကိုပို့ကြိုက်တယ်ဒီကောင်ထုတ်သွားတာဘာဖြစ်လို့ဆိုကျွန်တော်ပြေးတယ်မလားပြေးပြီးကျွန်တော်ဒီလိုထုတ်ပါလိဟောဒီလိုမောင်းစားဆိုတော့ဟောအဲ့လိုကောင်းလာတော့ဒီလိုကြာပြီးတော့ဒီကောင်ချက်ချင်း response လုပ်တယ်ဒီကောင်လေးရ separate လို့အဲ့လို response လုပ်တော့ဒီကောင်ကပို့ပြီးတော့အပေါ်ကိုရတယ်တတောင်ကျွန်တော်တို့ဒီကောင်ကိုပို့ချပါတယ်ပထမဦးဆုံးစပြီးတော့ဟောကောင်ကြိုက်တယ်အခုပြေးပြီးအကြက်ကဒီဘက်ကိုရောက်တယ် okay အဲ့ပြီးပြီဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ပါဆမ်းလဲဆိုတော့ဒီကျွန်တော် ray တွေပေါ်မှာပေါ့ဒီလိုတန်လုံးတွေပေါ်မှာဘယ်ဖက်နှက်ကပို့ပြီးတော့ save ဖြစ်လဲဆိုတော့ဆန်းကြည့်မယ်ပေါ့နော် okay နော်ဒီခုအချိန်ကဘယ်လောက်ရှိလဲဆိုတော့ဒီ3 4 5 6 8 8လမ်းပေါ့သူကအချိန်ကတော့8လမ်းပဲရှိတယ်8လမ်းဆိုတော့ကျွန်တော်ဖက်နှက်ကထားပါတော့တပေနဲ့ပဲတွေ့တဲ့10လမ်းမှလည်းတွေ့တော့ဒီကောင်ကဘာလို့9ပေလောက်တော့ရှိတယ်အဲ့9ပေလောက်တော့ရှိတယ်မင်းကဘာပြဿနာလဲအဲ့ ray တွေကray လေးကိုရိုက်ပြတယ်ဒီ ray တွေကလူရဲ့စိတ်လူရဲ့မျက်လုံးအနီရတယ်ဟိုဟာဖြစ်စေတယ်ပေါ့နော်အမောက်မှာဆိုတော့အဲ့တော့ဆန်းကြည့်မယ်နော် ray မှာဘယ်ခဏကပို့ပြီးတော့ကောင်းလဲပေါ့ပို့ပြီးတော့ break ကိုကောင်းတယ်ပေါ့โอเคအဲ့တော့မျက်လုံးက ray မှာမျက်လုံးကတအားွားတယ်ray ကိုမှအချိန်မခံတော့တော့ချင်တယ်စပြီနော်အိုက်ပြီးထိန်လို့တော့ဆိုနာလည်းမနာဘူးကျင်လည်းမကျင်ဘူးပတ်ကနေတော့ကတ်တယ်ဟောပုံနဲ့ပြီးခဲ့တဲ့2လလောက်ကဒီကလက်တန်းအောက်ကအယူကျိုးထားတာဆိုဟုတ်လို့ကန်လို့တွေ့လို့တိတ်မရအောင်ဆန္ဒထောင်ပြစ်တာတန်းနေနဲ့ဟာโอเคဒါရန်တွေ့ချင်မှနည်းနည်းဘယ်လိုခံစားရလဲဆိုစီဗလာရင်းနဲ့တက်လို့ခံစားသွားတယ်ဟုတ်လားအရန်ဟိုကနေကကွတိဖြစ်နေဒါပေမဲ့မိုက်တော့မိုက်တယ်အိုးခုနအဲ့ဒီတက်ပို့ပြီးဒီကောင်ကလေးတော့မှထိုင်ရတာပို့ပြီးတော့သူ့ကိုလုံခြုံတယ်လို့ခံစားရတယ်ဟုတ်ကဲ့လေးနဲ့ကျွန်တော်ရှင်းရတယ်တားရလို့ကျွန်တော်ကုတ်နေတယ်လို့ဖြစ်နေတော့မကုတ်ဘူးဝေါကျွန်တော်ဒီနေရာလုံးတော့ကျွန်တော် ray တွက်ဆိုရင်တော့ ray ဒီလိုအပွားဝေးဒီလိုအနေထားတွက်ဆိုရင်တော့ဒီနေရာလုံးကြိုက်ဒီကောင်လည်းကြိုက်တယ်ဒီကောင်လည်းကြိုက်အဲ့တော့ကျွန်တော် choice လုပ်ရမယ့်အချိန်တော့ရောက် okay choice လုပ်ရမယ့်အချိန်တော့ tiger လား adidas လားကျွန်တော်ရှေ့မှာ testing တွေအများကြီးလုပ်ပြီးသွားပြီလုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပြေးတဲ့အချိန်မှာ speed မြန်တက်ဖို့ဆိုရင်တော့ကောင်းအောင်ယူရတယ်အကြမ်းပတမ်းနေစော့ဖို့ကျွန်တော်ဘယ်လိုပြောရမလဲ invest တွေခံနိုင်ဖို့ဂျမ်ကောင်းတက်ဖို့ဆိုရင်တော့ကျွန်တော်ဒီကောင်းကိုယူရတယ်အဲ့တော့ဒီကောင်းကိုဒီဖက်ကိုကျွန်တော်ဖောက်ခွာအတွက်ဆိုရင်time to fight လောက်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့သူကမရှိမကောင်းရှိမကောင်းလေတဲ့မှာတချို့အရန် invest ကြီးတဲ့ဟာတွေအရန် force တအားများတဲ့ဟာတွေတော့ဒီကောင်နဲ့သွားလို့ကျွန်တော်ခြေထောက်ကိုကောင်းကောင်းထိခိုက်သွားနိုင်တယ်ဟိုကြစ်ကြစ်လေးလေးတော့ရှိတယ်ဒီကောင်ဆော့ရလည်းကြစ်ကြစ်လေးရှိတယ်ဖက်နှက်ပုံလည်းကြစ်ကြစ်လေးလေးရှိတယ် style လည်းမိတယ်ဒါပေမဲ့အရန် race များတဲ့ဟာမျိုးတွေဆိုရင်ဒီဖက်နဲ့မလုပ်တာအကောင်းဆုံးပဲပေါ့နော်သူကလည်းတော့ကောင်းတဲ့ချက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အတွက်ဆိုရင်တော့ဒါသူ5ပေးတယ်သူ့ကိုကျွန်တော်7ပေးတယ်7ပဲပေးသေးတယ်ဘာလို့လဲဆိုတော့ဒီချက်ကောင်းတဲ့ဖက်တွေရှိသေးလို့ဒီကောင်ကပါဝါကျွန်တော်ဖောက်ကောင်းမှလည်းအဲ့လို movement တစ်ခုလုပ်ဖို့ဆိုပြေးဖို့အချိန်မှာလေအချိန်ယူဖို့ဆိုတော့ဒီကောင်ကအရင်အဆင်မပြေဘူးဟောနည်းနည်းချောကျင်တယ်ဒီကောင် grip ကတွေ့တဲ့အတိုင်းမသိရဘူးဒါကျွန်တော်စီးထားရလဲကြာတော့ကြာပြီဒါပေမဲ့သူ grip ရဲ့ပုံမှန်လာတဲ့ပုံမှန်ဒီပုံမှန်ဆိုဒီလိုနေရာမှာအရင်တော့ပါဝါအမြန်တက်ဖို့တော့ဒီခဏကတော့ပေါ့အဲ့ကျွန်တော်ဒီကောင်ကို time to 7ပေးတော့5ပေးကျွန်တော်က focus ဆိုရင်အဲ့လိုနည်းနည်းကျဉ်းကျဉ်းတန်းနေလောက်တာများတယ်
အဲ့တော့ကိုကျွန်တော်ကတော့ဒီကောင်းလေးဒီတော့ဟာစီးဖို့တော့တစ်ခါတည်း precision တေးမွားလေးတော့လည်းပေါ့โอเคကျေးဇူးအများကြီးတင်ပါတယ်ဘောကွန်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေ channel ဗီဒီယိုကြည့်ချင်တော့ကျွန်တော် channel ကို subscribe လုပ်ပေးထားပါ See you next week